ကျွန်တော်ဒီတစ်ပတ်ကြော်သာဝင်းပွဲပြီးသွားတယ်ပေါ့နော်ကြော်သာဝင်းပွဲပြီးသွားတော့ကြော်သာဝင်းပွဲ interview လေးတွေကြည့်လိုက်ရတယ် interview လေးတွေကြည့်လိုက်ရတော့ဒီ interview မှာသူနီးပြအဖွဲ့နဲ့ပြောသွားတဲ့စကားလေးတွေပေါ့ကျွန်တော်ကြည့်ပြီးတော့ဒီသုံးသက်မြင်မိတာလေးတွေကိုကျွန်တော်ဆွေးနွေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ဒီကြော်သာဝင်းနဲ့ပွဲမှာဒီသူနီးပြအဖွဲ့ပြောတဲ့ဟာကတော့ပေါ့နော်ဒီ3G မှာဒါပြက်လို့ပြောင်းဖြတ်လို့ရတယ်ဆိုရင်ဒါမပြတ်သွားခဲ့ဘူးပေါ့နော်ဒီကျော်တော်ဝင်းရဲ့စိတ်ထဲမှာဒါဘယ်လိုဖြစ်နေတယ်ဆိုတာဘယ်လိုလဲဆိုတာတော့မသိပြင်မဲ့တဲ့ဒီသူပြောသွားတာဘယ်လိုလဲဆိုတာတော့မသိပြင်မဲ့ဒါဒီအခြေအနေကပွဲဖြတ်လို့ရတဲ့အခြေအနေတစ်ခုရှိတယ်တကယ်ပွဲလဲဖြတ်တင်တယ်ပေါ့နော်အဲ့တော့ဒီကျော်တော်ဝင်းနေနဲ့ဒီလိုမျိုးပွဲဖြတ်တဲ့အခွင့်အရေးတွေကိုပွဲဖြတ်နိုင်တဲ့အခွင့်အရေးတွေကိုရလာလို့ရှိလို့ရှင်တေချာပေါ့အသုံးချမယ်အသုံးချနိုင်အောင်လုပ်နိုင်တဲ့ကစားသမားဖြစ်အောင်လုပ်ရမယ်လို့ဒါပြောသွားတယ်ပေါ့နော်ကျွန်တော်ဒီပွဲမှာလဲကျွန်တော်ကြည့်ရတော့ဒီကျော်တော်ဝင်းတတိယချီမှာဆိုလို့ရှိရင်ဒီတစ်ဖက်ကစားသမားဒီခေါင်းဆိုင်ပြီးဝင်လာတဲ့ချိန်မှာဒီ click ဆွဲပြီးတော့ဒါလုပ်လို့ရတဲ့အပိုင်းတွေပွဲဖြတ်လို့ရတဲ့အပိုင်းတွေရှိတယ်ပေါ့နော်ဒီအဲ့တော့ပွဲပြတ်သွားနိုင်တယ်ပေါ့ဗျာအဲ့လိုပွဲဖြတ်ရမယ့်ဥစ္စာမလုပ်ဘဲနဲ့ဒီကျွန်တော် performance ဆန်ဆန်ပေါ့နော်တရားတောင်ရိုက်ချက်တွေလူမျိုးလောက်တာကမကောင်းလားမဟုတ်ကောင်းတော့ကောင်းတယ်ဒါပေမဲ့လို့ကျွန်တော်တို့ဒီစာချုပ်ရဖို့ဆိုလို့ရှိရင်အလဲထိုးပွဲတွေဒါမှမဟုတ်ဒီလိုမျိုးပုတ်ခါတီကနိုင်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ပေါ့နော်အလဲထိုးနဲ့အပြတ်သက်ထိုးနိုင်တဲ့ပွဲလေးမျိုးတွေလိုအပ်တယ်လို့ကျွန်တော်ကတော့မြင်တယ်နောက်ပြီးကြတော့ဒီလိုမျိုးခပတ်အတွက်ကိုရှင်းမှန်းပြီးတွားနေတဲ့ကစားသမားတယောက်ဆိုလို့ရှိရင်ဒါမျိုးတွေလုပ်ဖို့လိုအပ်တယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ဒီပွဲမှာကဒါကတော့ဒီလိုမျိုးပရိသတ်အတွက်ဖြောပြမှုပေးတာမှန်တယ်အဲ့လိုမျိုးပြဿနာမျိုးပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာလည်းရှိတယ်ဗျဒီမြန်မာပရိသတ်တွေကြားမှာလည်းရှိတယ်ဒီ online ဆိုင်နဲ့ဘယ်တော့မှလည်းအဲ့တိုင်းပဲ online ဆိုင်ဒီကပွဲတွေဖြတ်နိုင်လားပွဲတွေမပြတ်အစိုးရပြတ်သွားတယ်ပေါ့ဗျာနော်ဟာထိုးတဲ့ကောင်တွေကပဲလွယ်နေတယ်လို့လားပေါ့နော်အဲ့လိုမျိုးကြတော့လေဒီလိုမျိုးသူတင်ကိုယ်တင်အချိန်နဲ့ထိုးကြတာမျိုးကြိုက်တယ်ဆိုတာမျိုးရှိတယ်အဲ့တော့အဲ့ဒီဟာကိုကျွန်တော်တို့ဘယ်လိုသုံးသပ်ရမလဲဆိုကျွန်တော်အမြင်နဲ့သုံးသပ်ရလို့ရှင်တော့ကျော်သာဝင်းဒီ1 championship သွားနေတာဒီမြန်မာနိုင်ငံကနေလည်းသွားအိမ်နဲ့ခွဲပြီးတော့ဗျာမီဝေးဖောက်ဝေးနဲ့သွားပြီးတော့နိုင်ငံရခြားမှာဒါမွေထိုင်းရွေးရောက်တင်ယူရင်းနဲ့ထိုးနေတယ်ဆိုရင်ကျွန်တော်ကတော့ကြောမြင်ရတခုပေါ့နော်ကျွန်တော်မြန်မာနိုင်ငံသားတယောက်အနေနဲ့တခုတော့ထွန်းပေါက်တာမျိုးလေးပေါ့နော်သူလုံနေတဲ့ဟာလေးဖြစ်စေခြင်းတဲ့အတွက်ကျွန်တော်ကတော့ဒီ performance ဆိုတာထက်ဒီပွဲကိုအပြတ်ဖြတ်နိုင်အောင်နောက်ပြီးကြတော့ဥပမာအခုလာရဲဆိုရင်စာချုပ်ရအောင်ပေါ့နော်စာချုပ်ရအောင်ဆိုလို့ရှိရင်ဒါစာချုပ်ရတဲ့ကစားသမားတွေဆိုအနည်းဆုံး9ပွဲနိုင်6ပွဲနိုင်အဲ့9ပွဲနိုင်6ပွဲနိုင်တွေမှာအလဲထိုးက4ပွဲလို့3ပွဲလို့အနည်းဆုံး9ပွဲ6ပွဲအဲ့လိုပါကြတဲ့ကစားသမားတွေများတယ်လေအဲ့တော့အဲ့လိုမျိုးစာချုပ်ရအောင်ဆိုရင်ကြော်သာဝင်းအနေနဲ့ဒီထက်ပိုချမ်းပြရမယ်ပို့ပြီးတော့အပြတ်ဖြတ်နိုင်အောင်ကြိုးစားရမယ်ရတဲ့အခွင့်အရေးပေါ့နော်ရလာတဲ့အခွင့်အရေးကိုရရင်ရတယ်လို့မျိုးပွဲဖြတ်ဖို့အတွက်လောက်ရပြီးတော့ဒီပရိသတ်ကိုဖြောပြမှုပေးတဲ့အပိုင်းပေါ့နော်အဲ့လိုပိုင်းလေးကိုနည်းနည်းလေးကျွန်တော်ကတော့ short ရမယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ဒီ fight ပိုင်းနဲ့ပတ်သက်ပြီးတော့လဲဒါကျော်တော်ဝင်းရဲ့နီးပြဖွဲ့ပြောတာလိုအပ်ချက်တွေအများကြီးရှိတယ်ဖြည့်စရာတွေလည်းအများကြီးရှိတယ်လို့သူပြောသွားတယ်ဒါကလည်းမှန်တဲ့အချက်ပဲဒီဖြည့်စရာတွေကတော့အများကြီးပဲနောက်ပြီးကြတော့ကျော်တော်ဝင်းပြောတဲ့စကားလေးတစ်ခုကလည်းမှန်တယ်ဘာကြောင့်လဲဆိုတော့ဒီသူ့အနေနဲ့ဒါမြမရွေးရမှာဘာတွေပဲဖြစ်ခဲ့ပေါ့နော်ဒီမွေထိုင်းဒီ1 championship ကိုရောက်လာတဲ့အချိန်မှာသူကကလေးသားပဲရှိတယ်အခုချိန်ထိလည်းဒါကျွန်တော်အမြင်ကျွန်တော်ပွဲကြိုမှာလည်းပြောပါတယ်ဒါအခုချိန်ထိလည်းကလေးသားပဲရှိသေးတယ်ကျော်တော်ဝင်းကမွေထိုင်းနဲ့ပတ်သက်ရင်ပေါ့နော်မွေထိုင်းနဲ့ပတ်သက်ကလေးသားပဲရှိသေးတယ်သူနောက်ပြီးကြတော့အခုသူဝင်ပြောရမယ်သူဝင်တိုးရမယ်တန်းပေါ့နော် battle weight တန်းကလည်းတကယ် fighter ကောင်းတွေအများကြီးရှိတယ်ဒါ battle weight တန်း fighter ကောင်းတွေအများကြီးနော် Navi ရှိမယ်ဟာဂါတီရှိမယ်ဒါကပြောလို့တော့မကုန်အခုလက်ရှိ champion Rambo လို့ရှိမယ်အဲ့တော့အဲ့လိုကစားသမားတွေအများကြီးနဲ့ဝိတ်တန်းတစ်ခုမှာကျော်စာဝင်းအနေနဲ့အများကြီးဒီထက်ပိုပြီးတော့ကောင်းမှဒီထက်ပိုပြီးတော့လုံနိုင်မှရမှာပေါ့နော်ဒါကတော့ဒီသူ့နီးပြအဖွဲ့ပြောသွားတာဒါအခုလက်ရှိဆိုလို့ရှိရင်ဒီစာချုပ်တန်းကိုရဖို့ကျွန်တော်အမြင်အရပြောနော်စာချုပ်ကိုရဖို့ဆိုတာတော့လွယ်ပေမဲ့ဘာကြောင့်စာချုပ်ကိုရဖို့လွယ်လဲဆိုတော့ကျော်စာဝင်းရဲ့ဒီပရိသတ် fan base တောင်းတာနဲ့
ဟိုကျွန်တော်ကွင်းထဲဝင်လာတယ်ကျော်တော်ပြိသက်ဆိုရှင်သူက fan base ရှိတယ်နောက်ပြီးတော့ performance ကောင်းတယ်အနိုင်အတွက်ကိုစာလောင်ဖို့လိုအပ်နေတာပေါ့နော်ကျွန်တော်အဲ့အနိုင်အတွက်ကိုစာလောင်ဖို့လိုအပ်နေတာဖြစ်တဲ့အတွက်အဲ့အနိုင်ရဖို့စာလောင်မှုကိုအနိုင်ရတဲ့စာလောင်မှုကိုသူ့အနေနဲ့ဖြည့်ဆည်းလိုက်မယ်ဆိုလို့ရှိရင်ဒီစာချုပ်ကရသွားနိုင်တယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့ခက်ရဖို့ကတော့တော်တော်လေးဝေးသေးတယ်လို့ကျွန်တော်မြင်တယ်ဒါကတော့ကျွန်တော်တို့ဟိုအမြင်လေးနဲ့ပြောကြည့်တာပေါ့နော်ဒါပေမဲ့လူတယောက်ရဲ့ကံဆိုတာလည်းပြောလို့မရဘူးဗျကံဉာဏ်ဝရိယပေါင်းလိုက်လို့ရှိရင်ဒီနှစ်ကုန်ဒါမှမဟုတ်နောက်နှစ်မှာလည်းဒီခပတ်လူဝင်နေပါလေရသွားနိုင်တယ်ဟိုမှာဂျော်ရှွာဘန်လိုပဲကြည်ပြောပဲဗျာနော်တဖြည်းဖြည်းနဲ့ဟိုနိုင်တဲ့လူနိုင်မယ်ကိုနိုင်ပွဲလေးတွေကိုဖြတ်နိုင်မယ်ဆိုလို့ရှိရင်တော့ဒီခပတ်အတွက်ကိုမျှော်မှန်းနိုင်မယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ကတော့သုံးသပ်မိတယ်ဒါဒီ interview လေးကဒီ interview လေးတွေကြည့်လိုက်တဲ့အချိန်မှာကျွန်တော်အနေနဲ့ဒီလိုမျိုးခံစားမိတယ်ပေါ့နော်ကျော်တော်ဝင်ဖြည့်ဆည်းရမယ်အပိုင်းလေးတွေဖြည့်ဆည်းရမယ်ဟိုသူသားတဲ့အပိုင်းလေးတွေလည်းဒီထက်ပိုပြီးတော့ဟိုအခွင့်အရေးကိုကောင်းကောင်းကြီးအသုံးချဖို့လိုအပ်တယ်နောက်ပြီး better weight တန်းမှာဆိုရင်အများကြီးစူးစမ်းရမှာပဲခပတ်အတွက်ပေါ့နော်ဒီစာချုပ်အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်အခုနကပြောတဲ့အချက်လေးတွေပေါ့နော်ဒီကြားလာတဲ့အခွင့်အရေးကိုကောင်းကောင်းလေးအသုံးချမယ်ဆိုလို့ရှိရင်နိုင်ပွဲတွေအလဲထိုးပွဲတွေကိုရပြီးတော့ကျွန်တော်တို့ဒီပရိသတ် fan base တောင်းတာနဲ့ဆိုလို့ရှိရင်ဒီဒေါ်လာ3သိန်းနဲ့စာချုပ်ကတော့နီးနီးကက်ကက်လေးမှရှိနေမယ်လို့ကျွန်တော်ကတော့သုံးသပ်မိပါတယ်ဗျကျေးဇူးတင်ပါတယ်ကျွန်တော်ကိုစီပါဗျ